သင်ရောလူတွေအပေါ်အမြဲကောင်းပေးရမယ်ဆိုတာသဘောတူရဲ့လားဒီပုံပြင်လေးကိုနားထောင်ပြီးသွားရင်အတွေးတစ်ခုရသွားနိုင်ပါတယ်တခါတုန်းကထူထပ်တဲ့တောအုပ်ကြီးထဲမှာဖြစ်ပြတာပါလင်းယုံဝန်ပလွေနီမြေခွေးတို့ဟာစင်သစ်မင်းကြီးရဲ့လက်ယုံတော်မျက်စိတော်နားတော်တပွဲအတွင်းရေးအမှုထမ်းများဖြစ်ကြတယ်လောကကြီးကကြည်ရင်သစ္စာရှိဉာဏ်ပညာရှိတဲ့ပုံပေါက်နေပေမဲ့သူတို့စိတ်ထဲမှာတော့ကိုယ်တိုင်ရဲ့ဆာလောင်မှုနဲ့အသက်ရှင်ရက်တည်ရေးကလွဲပြီးဘာမှမရှိဘူးဒီနေ့မှာကုံတဲ့တန်းဟာတောအုပ်ကိုဖျက်သွားကြတယ်လမ်းမှာကလအုပ်တကောင်နေမကောင်းဖြစ်လာတယ်သူ့ကိုဝန်ထုတ်ဝန်ပိုးလို့မြင်တဲ့ခရီးသွားတွေဟာသူ့ကိုစွန့်ပစ်သွားကြတယ်တကောင်ထဲကြံရိတ်ခတ်တဲ့ကလအုပ်ဟာလက်ဆက်တဲ့မြက်ပြင်တွေတရှင်းတဲ့ရည်တွေနဲ့အသက်ရှင်ပြီးတဖြည်းဖြည်းအင်အားပြန်ပြစ်လာတယ်မွန်လွဲချိန်မှာချန်တိမင်းရဲ့ဟိဟောက်တန်ကတစ်ပင်တွေကိုတောင်တုံလို့သွားစေတယ်ငါနိုင်ငံမှာခွင့်ပြုချက်မရှိဘဲဘသူနေရတာလဲကလအုပ်ဟာယူကျိုးစွာခေါင်းငုပ်ပြီးညင်သာစွာပြန်ပြောတယ်အရှင်ကျွန်တော်ဟာအရှင်ရဲ့ကရုဏာအပေါ်မိခိုနေရသူပါဘာမှမပိုင်ပါဘူးကျွန်တော်အသက်တောင်မှကိုယ်ပိုင်မဟုတ်ပါဘူးကလအုပ်ရဲ့ယူကျိုးမှုကိုတနာမိတဲ့ချင်သေးဟာသူ့ကိုနေခွင့်ပေးလိုက်ပြီးမိမိကိုအမှုတော်ထမ်းဖို့ခွင့်ပြုလိုက်တယ်အချိန်ကုန်လွန်သွားတယ်ကလအုပ်ဟာအမိတ်နာခံကစိတ်ရှည်လက်ရှည်အလုံးလုံးတယ်အခုဆိုလင်းယုံဝန်ပလွေမြေခွေးနဲ့ကလအုပ်အလုံးအတူတကွစင်သေးမင်းကိုအမှုတော်ထမ်းနေကြတယ်ဒါပေမဲ့နောက်ပိုင်းချင်းသေးမင်းနာမကျန်းဖြစ်လာပြီးအမဲလိုက်မရတော့တာကြောင့်အစာရှားပါလာတယ်ကလအုပ်ဟာကြီးမားကြန့်ခိုင်ပြီးရိုးသားတယ်ဒီလိုနဲ့စိတ်ဝန်းကွဲဖြစ်နေကြတဲ့လင်းယုံဝန်ပလွေနဲ့မြေခွေးတို့ဟာလိုဝက်အကျန့်အစင်စတင်ကြပါတော့တယ်တညက်နေခင်းမြေခွေးကလိမ်မာပါနဲ့စွာရှေ့ကထွက်လာပြီးပြောတယ်အရှင်မင်းကြီးကျွန်တော်ကကိုခန္ဓာသေးပေမဲ့ကျွန်တော်အသက်ကအရှင်ကိုကယ်တင်နိုင်မယ်ဆိုရင်ကျွန်တော်ကိုစားသုံးပါစင်သေးမပြောနိုင်သေးမိမှာပဲဝန်ပလွေကအတန်ကြဲကြဲနဲ့ဟိတ်ဟန်ကြီးစွာပြောလိုက်တယ်ဖဲကွာမင်းကိုစားယုံနဲ့မင်းကြီးပိုက်မဝဘူးငါကိုခန္ဓာကမင်းကြီးကိုကကောင်းကျွေးမွေးနိုင်တယ်လင်းယုံကရဲပြီးလောင်ပြောင်ကဒီမှာဝန်ပလွေမင်းလိုအသားဟာနေမကောင်းဖြစ်နေတဲ့မင်းကြီးအတွက်မကောင်းဘူးလို့ဆိုလိုက်တယ်တိတ်ဆိတ်ငြိမ်သက်သွားတယ်တရိတ်ဆန်သုံးကောင်ဟာကလအုပ်ကိုမျက်လုံးပြူကြီးနဲ့ကြည့်နေကြပေမဲ့ဘယ်သူကမှသူ့နာမည်ကိုဘသူမှမပြောကြဘူးကလအုပ်ဟာနားဆွေရင်ရက်နေပြီးသူတို့စကလုံးတွေရဲ့လေးလံမှုကိုခံစားနေရတယ်သူစဉ်းစားမိတယ်အလုံးကမင်းကြီးအတွက်အသက်ဆုံးဖို့အဆင်သင့်ပဲငါကအလုံးထဲမှာအကြီးဆုံးဖြစ်နေတဲ့အခါဘယ်လိုနေနိုင်မှာလဲသူရှေ့ကိုထွက်လာပြီးအတန်တီးငိမ်ရိုးသားစွာနဲ့ပြောလိုက်တယ်အရှင်မင်းကြီးကျွန်တော်ကကျမ်းမာတန်ဆွမ်းပါတယ်ကျွန်တော်ကိုခန္ဓာကကြီးမားပါတယ်အရှင်အသက်ရှင်ဖို့စားရမယ်ဆိုရင်ကျွန်တော်ကိုစားသုံးပါလို့ရှောက်ထားပါတော့တယ်စင်သေးမင်းဟာမဆုံးဖြတ်နိုင်ပဲနေခဲ့ပေမဲ့ဆာလာမုတ်သိမ့်မှုကအနိုင်ရသွားခဲ့တယ်နောက်ထပ်စကားတစ်ခုမှမပြောနိုင်သေးမိမှာပဲလင်းယုံကအရှိန်နဲ့ပြန်လာတယ်ဝန်ပလွေကရှေ့ကိုခုန်ချလာတယ်မြေခွေးကလည်းလင်းမြန်စွာလှုပ်ရှားလာတယ်အားလုံးအတူတကွကလအုပ်ကိုတပ်ပစ်လိုက်ကြတယ်အဲ့ဒီညမှာချင်းသေးမင်းစားတော့တယ်သူ့ဘေးမှာလင်းယုံဝန်ပလွေနဲ့မြေခွေးတို့လည်းကလအုပ်ကိုအာပါတရစားတော့နေကြတယ်သူတို့ရဲ့လက်ဖြားတဲ့အကြံစီလည်းပြီးမြောက်သွားပြီဒီပုံပြင်လေးရဲ့သင်ခန်းစာကမနာလိုဝန်တိုမှုနဲ့ပါနဲ့တလက်ဖြားမှုတို့ဟာပွင့်လင်းလင်းရန်သူထက်ပိုပြီးအန္တရာယ်ကြီးကြောင်းသင်ပြပါတယ်။လင်းယုံဝန်ပလွေနဲ့မြေခွေးတို့ဟာကလအုပ်ကိုအတင်းအကျပ်မလုပ်ခဲ့ကြဘူး။သူတို့ကကလအုပ်ရွေးချယ်စရာမရှိသလိုခံစားရတဲ့အခြေအနေတရက်ကိုဖန်တီးပေးလိုက်ကြတယ်။ချိုမြိန်တဲ့စကလုံးတွေအတူအယောင်ဆွလွန်မှုတွေနဲ့တိတ်ဆိတ်တဲ့ဖိအားတွေဟာအပြစ်မဲ့တဲ့ဝိညာဉ်တစ်ခုကိုတည်ချင်းစီမရည်ရွယ်ပဲတွန်းပို့လိုက်တာပါဘဝမှာကျမတို့ဟာစကလုံးတွေနဲ့အပြုအမူတွေရဲ့အပြင်ဘက်ကိုကြည့်ရှုပြီးဝတ်ထားတဲ့ရည်ရွယ်ချက်တွေကိုဖော်ထုတ်ဖို့လိုပါတယ်တခါတလေမှာအဆိုးဆုံးသောထောင်ချောက်တွေဟာကျမတို့စိတ်အားထက်သန်စွာလမ်းလျှောက်ဝင်သွားကြတဲ့ထောင်ချောက်တွေဖြစ်ပါတယ်ဒီပုံပြင်လေးကတော့ဒီလောက်ပါပဲကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့နဲ့အောင်နော်